မတူညီတဲ့ကားဂီယာစနစ်6မျိုးကြောင်းတစ်ဘလောက်ထိတည်ထားလဲအားလုံးပဲမင်္ဂလာပါအော်တိုရှဲကနေကြိုဆိုလိုက်ပါကားဝယ်တော့မယ်ဆိုရင်အင်ဂျင်ပါဝါတင်မကပဲဂီယာမျိုးစားကလည်းအရေးကြီးတဲ့ထဲမှာပါပါတယ်ဂီယာမျိုးစားလိုက်မောင်းနေရတဲ့ခံစားချက်နဲ့အားသာချက်တွေကလည်းကွာခြားလာပါတယ်ဒီနေ့မှာကားလုံးကမှအသုံးများတဲ့ဂီယာ6မျိုးကြောင်းကိုအော်တိုရှဲကနေမျှဝေပေးလိုက်ပါတယ်မန်ယူရဲ့မိမိစိတ်ကြဂီယာပြောင်းလဲမောင်းနေနိုင်ပြီးအရှိအဆွဲအထွဲကောင်းမွန်ပါတယ်ပြထင်းနေရလွယ်ကူပြီးကုန်ကြစရိတ်တက်တာပါတယ်အော်တိုမတ်တဲ့မြို့သိမ်းရေကြောပိတ်ဆို့မှုတွေမှာမောင်းရတာအလုံးတက်တာရှိပြီးညင်ရောင်းလာပါတယ် CVT ကိုနေနီးတဲ့ variable transmission ဂီယာချက်ပြောင်းလဲကအရန်ချုံးမွေပြီးစီစားအတက်တာဆုံးဂီယာစနစ်တစ်ခုဖြစ်လို့ယနေ့ခေတ် CD ကားတွေမှာအသုံးများပါတယ် MNT Intelligent Manual Transmission လည်းနင်းစရာမလိုပဲဂီယာတန်ကိုလက်နဲ့ပဲပြောင်းလဲမောင်းနေရတဲ့စနစ်ဖြစ်ပါတယ် Manual ဂီယာမောင်းတဲ့အရသာကိုပြေးဆွနိုင်ပါတယ် DCD Dual Clutch Transmissionကလန်တစ်ခုသုံးတာလို့ဂီယာပြောင်းကအလုံးမြန်ဆန်ပြီးပါဖုံးမကားတွေနဲ့စပေါ့ကားတွေမှာတွေ့ရတတ်ပါတယ်။ပြန်ကောင်းမောင်းသလိုစိတ်ယူစားစရာကောင်းလာပါတယ်။ ANT Automatic Manual Transmission Manual ဂီယာကိုအခြေခံပြီးကလန်နင်းတာနဲ့ဂီယာပြောင်းတာကိုပူတာစနစ်နဲ့အော်တိုလုပ်ပေးထားတာမို့လို့ဈေးနှုန်းတက်တာနဲ့အော်တိုဂီယာစီးရသူခန်းစားချက်မျိုးပြီးဆွမ်းနိုင်ပါတယ်။ကဲတင်တို့ရောလက်ရှိမှာဘယ်လိုဂီယာမျိုးစားကိုမောင်းနေပါတဲ့ကိုကြက်ဆုံးဂီယာစနစ်ကရောဘာဖြစ်မလဲ comment မှာပြောခဲ့ပါဦး